ဘာပြောတယ်ငါလူတို့မို့လက်နော်ငါဟောဒီလက်နဲ့အဲ့လိုတဲပြီးတော့ညှစ်ငါလူတက်ခဲ့နားလေနော်နင်ငါနဲ့နေလို့ရှိရင်နင်ဘဝစောက်ရုပ်ဖို့ပဲရှိတယ်ဟေးငါဘဝအနာဂတ်မရှိငါလူသေးတော်တကောင်မနင်နားတယ်လားငါပြောတာအဲ့လိုပေါ့နော်ဒီချက်စကောင်းပေါ့ညငါသွားလို့ပြောနေတယ်သွားဟာညငါလူလို့ပြောတာနင်နားမလဲဒီမှာပေါ့နော်ရောက်ဟောယူရောက်ရဲစခန်းတော့သွားနေဖုန်းစားလိုက်တိတ်မကြောက်နေမရောက်လာနေနေရဲ့နေကနေခဲ့လို့ပြောနေလူလို့နားမနေဘူးလားဟမ်နေတော့ငါလုံးလိုက်တိတ်တော့နေသွား你多少的够就多少没？那个。ဘာရဲမလား။ဝမ်းတယ်လို့ပြောတယ်။
ပီတိလေခမ ्या ကိုကြိုက်ဖို့လက်ထပ်ဖို့တခါမှမတွေးဘူးနောက်ပြီးတော့ခမ ्या နဲ့ကလေးယူဖို့တိလဲမယူရဘူးဒါပေမဲ့လေအဲ့လိုမျိုးလေးပဲနေပါချင်တာပီတိလေတခါမှဒီလိုမျိုးမခံစားဘူးခမ ्या နဲ့ဒီလိုမျိုးလေးနေခွင့်ရဖို့အတွက်ပီတိအရာအားလုံးကိုစွန့်လို့ရဲတကယ်ပြောတာသိလားထားတိုင်းဒီဘိုက်စားလားအဲ့တနဲ့လေခဏပေးကြိုက်ပါလားတနက်ဆိုတာအနေများတယ်ခဏလေးပါကြိုင်ပါနဲ့စိတ်ပုတ်လိုက်တာဒီလိုမှပေါ့အဲ့ဘာလို့လဲခလေးကစားကြမှာမှတ်နေတာဟမ်အသေးတတ်တယ်ဟဲ့ဒီကြည်စံတရားကိုဆိုရင်လူတောက်သေးတာပေါ့နော်တကယ်တမ်းကျတော့ကြည်တောင်းလူနှစ်ယောက်တည်စီပြစ်တဲ့သူရဲ့ပြစ်ခံရတဲ့သူအပြစ်ခံရတဲ့သူကတော့အသက်ရောဘဝရောတည်သွားတာပြစ်တဲ့သူကတော့